ရေမွေး collection ကဒါအကြီးရှိတာကောင်းလားဆိုရင်တော့ကောင်းတာတော့ကောင်းတယ်ဒါပေမဲ့ပြဿနာပါလဲဆိုတော့အဲ့လိုကြီးလာတယ်များခါလေကြလို့ရှိရင်ကိုကြိုက်ဆုံးရေမွေးတွေကိုမဆွတ်ဖြစ်တာမျိုးဖြစ်တယ်ပေါ့နော်အခုဗီဒီယိုမှာဆိုလို့ရှိရင်လည်းကျွန်တော်အရန်ကြိုက်ပြီးကျွန်တော်အရန်ချစ်ရတဲ့ရေမွေးတွေ15မျိုးဒါပေမဲ့အဲ့15မျိုးကိုကျွန်တော်မဆွတ်ဖြစ်တာတော်တော်ကြီးကိုကြာသွားပြီပေါ့နော်ဆိုတော့အဲ့15မျိုးကြောင်းပြောလိုက်ရအောင်ပထမဆုံးကျွန်တော်အရန်ကြိုက်ပြီးမဆွတ်ဖြစ်တဲ့ရေမွေးရတာ Marc Antoine Barrois ရဲ့Ganymede ပေါ့နော်ဆိုတော့ Ganymede ကိုကျွန်တော်စပြီးရတာနဲ့ကျွန်တော်အရန်သဘောကျခဲ့ရပါဘောနော်အဲ့ဒါကြောင့်မို့လို့လေကျွန်တော်ပြောရင်နေဒါဒီနိုင်ငံမှာတော်တော်လေးသုံးတာများလာတာပေါ့လေဆိုတော့ Ganymede အနံ့ကတော့ဒါ metallic mineral နဲ့တော်တော်ကြီးကိုမိုက်ပြီးတော့အဲ့တော့ဆိုလို့ရှိရင်တော့ကျွန်တော်ကဒါတစ်သက်လုံးမှာဒီရေမွေးတစ်မျိုးပဲသုံးရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်သုံးမယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့ပြီးပေါ့နော်ဒါပေမဲ့အချိန်ကြာလာတဲ့နေ့မြတခြားရေမွေးတွေကို collection ရလည်းကြီးလာတဲ့နေ့မြတခြားရေမွေးတွေကိုစမ်းရတယ်ပြောရတယ် review တင်ပေးဖို့အတွက်သုံးရတဲ့အခါတွေမှာဘာဖြစ်လဲဆိုတော့ဒီကောင်ကိုကျွန်တော်မဆွတ်ဖြစ်တော့တာတော်တော်လေးကြာသွားပြီဖြစ်တယ်ပေါ့နော်ဒီကောင်ရော H3D Parfum ရောနှစ်ခုလုံးကျွန်တော်မဆွတ်ဖြစ်တာတော်တော်ကြာပြီအနံ့ကြိုက်သေးလားဆိုလို့ရှိရင်တော့တော်တော်ကြီးကိုကြိုက်တုံးလို့ပြောလို့ရတာကျွန်တော်ရဲ့ top maybe like 10 favorite niche fragrances of all time နေမှာပါနေသေးတယ်ပေါ့နော်ဆိုတော့ပထမဆုံးတစ်ခုဖြစ်တဲ့ဟာကတော့ Marc Antoine Barrois ရဲ့ Ganymede ဒုတိယမြောက်ရေမွေးတော့ဒါ Amouage ရဲ့ Reflection Man ပေါ့နော် Reflection Man ကျွန်တော်ဒုတိယမြောက် niche ရေမွေးဖြစ်တယ်ပေါ့နော်ဒီကောင်ရဲ့အနံ့ကတော့အဓိက Jasmine မှာ mineral metallic ဖြစ်နေ woody ဖြစ်လေသွားထားတာ luxury တော်တော်ဆန်နဲ့ကျွန်တော်ဒီရေမွေးအကြောင်းပြောလို့ရှိရင်အမြဲတမ်းပတ်စံအနံ့ဆိုပြီးကျွန်တော်ပြောလို့ရှိရပါတော့။ဘာကြောင့်လဲဆိုတော့ဒီရေမွေးရဲ့တကယ်အနံ့ခံစားချက်ကအဲ့လိုမျိုးပဲတော်တော်လေး rich ဖြစ်တဲ့ခံစားချက်ကိုပေးတာမို့လို့ပတ်စံနဲ့ဒါပေမဲ့ကျွန်တော်မဆွတ်ဖြစ်တာတော်တော်လေးကြာသွားပြီဖြစ်တယ်ပေါ့နော် reflection 45ကိုတော့ပြီးခဲ့တဲ့လတွေကကျွန်တော်စမ်းပြီးတော့ဆွတ်ခဲ့သေးတယ်ဒါပေမဲ့ဒီ reflection man ကိုတော့ကျွန်တော်မဆွတ်ဖြစ်တာတော်တော်လေးကြာပြီနောက်ထပ်ရေမွေးတစ်ခုကြောင်းပြောခင်မှာဒီတဲ့ရေမွေးတွေနဲ့တခြားရေမွေးတွေကိုဒီကန်လေးနဲ့စမ်းပြီးတော့သုံးကျင်တယ်ဆိုလို့ရှိရင်ကျွန်တော် page ခွဲဖြစ်တဲ့ဒီကမိုင် news ကနေပြီးတော့ဒီကန်လေးဝယ်ပြီးတော့စမ်းသုံးလို့ရပါတယ်ပြီးတော့လို့ရှိရင် plain လိုက်ဝယ်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော် page ခွဲဖြစ်တဲ့ liquid go by news ကနေပြီးတော့ plain နဲ့ pre order မှာလို့ရပါတယ်သုံးခုမြောက်ရေမွေးကတော့ hidden gem တစ်ခုဖြစ်တယ်ပေါ့နော်သူကတော့ MFK ရဲ့ long alaros ဘာကြောင့်မလို့ hidden gem တစ်ခုလို့ပြောလဲဆိုတော့ကျွန်တော်ကလွယ်ပြီးကျန်တဲ့လူတွေသိပြီးတော့မပြောကြလို့ပေါ့နော် local မှာ international မှာဒီကောင်ရဲ့အနံ့ကအဓိကတော့ IC ဖြစ်တဲ့ rose အနံ့ grapefruit နဲ့ပေါင်းထားတာတော်တော်လေးကို fresh ဖြစ်ပြီးတော့ shower ချင်းဆန်ဆန်လေးလည်းသွားတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင် rose အနံ့မကြိုက်ပါဘူးဆိုတဲ့သူတွေတော့မှကြိုက်တဲ့အနံ့တစ်ခုဖြစ်တယ်ပြီးလို့ရှိရင်ဒီကောင်ရဲ့အနံ့က Sandian တွေကဘာနဲ့ဆိုင်လဲဆိုတော့ YSL Wine EDP ကိုမှ rose ပေါင်းထားတဲ့ niche version လို့ပြောလို့ရတယ်အားကြောင့်မလို့ကျွန်တော်အရင်ကြိုက်ရတာတော်တော်များလည်းကြိုက်ကြတယ်ဒါပေမဲ့ဒီကောင်လေးကိုကျွန်တော်မဆွတ်ဖြစ်တာခုဆိုလို့ရှိရင်6လ8လလောက်အနည်းဆုံးရှိသွားပြီပေါ့နော်ဆိုတော့နောက်ထပ်1နှစ်ကိုကောင်းတဲ့မဆွတ်ဖြစ်တဲ့ရေမွေးတစ်ခုပဲ long alaros အခုပြပြမယ့်ရေမွေးရတာမြန်မာပြည်မှာဆိုလို့ရှိရင် controversial ဖြစ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီရေမွေးကိုညှို့လို့အဆင်ပြေသွားတဲ့လူတွေလည်းအများကြီးရှိသလိုတချို့တွေကလည်းကျွန်တော်ကန်လန်တိုက်ချင်လို့ဒီရေမွေးရမညွှန်တာဘာကြီးလဲဆိုပြီးတော့ပြောကြရတာပေါ့နော်။သူကတော့ silver mountain water ကိုကျွန်တော်အရင်ကြိုက်ရတာဒါကျွန်တော်ဘယ်လိုပြောရမလဲပထမအဆုံးရှူဘူးတဲ့နိရှေမွေးလို့ပြောလို့ရတယ်ပေါ့နော်။ဝယ်ဘူးတဲ့ blame မဟုတ်ဘူးရှူဘူးတဲ့နိရှေမွေးဆိုတော့ဒီကောင်လေးအနံ့လုံးဝအခက်အေးလေးနဲ့လုံးဝရေခဲတောင်ပေါ်ရောက်နေတယ်လို့မျိုးခံစားချက်မျိုးပေါ့အဲ့လိုမျိုးလေးပေးတာစိတ်ချမ်းသာဝေရန်ကောင်းတယ် clean လုံးဝဖြစ်ပြီးတော့ဒါလုံးဝ lady killer အနံ့တစ်ခုလို့လည်းပြောရင်မမှားဘူးပေါ့နော် fresh scent ကိုမှလုံးဝ lady killer အနံ့တစ်ခုလို့ပြောလို့ရတဲ့ဟာပေါ့လေဒါပေမဲ့တချို့ရတော့ဒါ sandalwood အရင်များတယ်ဘာညာဆိုပြီးပြောကြတာပေါ့နော်အဲ့တော့အဲ့လိုလူတွေကိုတော့ Kilian ရဲ့ secret wood ရှုခိုင်းမှုလိုလိမ့်မယ်တော့ထင်တယ်ဆိုတော့ဒါကတော့ကျွန်တော်မဆွတ်ဖြစ်တာကြာပြီဖြစ်တဲ့ silver mountain water Creed ရဲ့ပဲနောက်ထပ်ရေမွေးတစ်ခုကိုပြောလိုက်အောင်မိုးရသည် essential ဆိုပြီးတော့ကျွန်တော်အမြဲတမ်းပြောနေကြဖြစ်တဲ့ green irish tree ပေါ့နော်ဆိုတော့ GID ကိုကျွန်တော်မဆွတ်ဖြစ်တာကြာပြီပေါ့လေပြီးရတဲ့မိုးရသည်မှာဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ကိုဆွတ်ဖြစ်တာ I think like 2ခါ3ခါလောက်ပဲရှိတယ်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်အဲ့ထက်ပိုပြီးကျွန်တော်အများကြီးဆွတ်ဖြစ်တယ်ဒီကောင်ကတော့ဒါ lemon verbena အနံ့ကိုမှ woody ဖြစ်လေးနဲ့ timeless ဖြစ်တဲ့အနံ့ပေါ့ဒီရေမွေးထွက်ခဲ့တာဆိုလို့ရှိရင်ဒါနှစ်တီတော်တော်လေးကြာပြီ30 40လောက်ကြာသွားပြီပေါ့နော်ဒါပေမဲ့ still အခုချိန်ထိအောင်ကိုမိုက်နေသေးအနံ့တစ်ခုလို့ပြောလို့ရတယ်ဘာကြောင့်မလို့ဒီနေ့ထဲမှာကျွန်တော်ဒီကောင်ကိုတိတ်ပြီးမဆွတ်ဖြစ်တာလဲဆိုတော့တခြားအားတွေကိုကျွန်တော်စမ်းနေတာများသွားပြီးတော့ဒီကောင်ကိုမလှည့်ဖြစ်တာပေါ့နော်အားကြောင့်မဆွတ်ဖြစ်တာနည်းနည်းလေးဝန်းနေဖို့ကောင်းတယ်ဒါပေမဲ့ still ဒါ one of my favorite Creed ထဲမှာပါတယ်လို့ပြောလို့ရတယ် Grey Irish Tree နောက်ထပ်လာမယ့်နှစ်ခုကတော့ဒါ Kilian ရဲ့ရေမွေးနှစ်ခုပေါ့နော်ပထမဆုံးပြချင်တဲ့တစ်ခုကတော့ဒါ Straight to Heaven တော်တော်လေးကိုလှတဲ့ dry ဖြစ်တဲ့ ram အနံ့ပေါ့နော် boozy နဲ့ဆိုတော့ဒီကောင်မှာပါတဲ့အနံ့ကတော်တော်လေးကိုမိုက်ပြီးတော့တော်တော်လေးကို dry ဖြစ်တယ်fruity လည်းနည်းနည်းတော့ဖြစ်တယ်ဘာကြောင့်မလို့ဒီကောင်က dry ရမ်းဖြစ်လဲဆိုတော့သူ့မှာပါတဲ့ဒီ neck map ပေါ့နော်အဲ့ဒီ note ကတော်တော်လေး dry ဖြစ်တဲ့ဘက်ကိုသွားတယ်ဒါပေမဲ့အဲ့ဒါကမှသူ fruits note နဲ့ဒီ boozy ဖြစ်တဲ့အနံ့နဲ့ပေါင်းထားတာဒီကောင်ရဲ့ magic ကပါလဲဆိုတော့ပူတဲ့အချိန်မှာဆိုလို့ရှိရင်ဒီကောင်က fresh ပူပြီးဖြစ်သွားတယ်ပေါ့နော်ဆိုတော့တော်တော်လေးထူးဆန်းတဲ့အထဲမှာပါတယ်လို့ပြောလို့ရတယ်ကျွန်တော်အရင်ကြိုက်တဲ့အထဲမှာပါတယ်ဒါပေမဲ့မဆွတ်ဖြစ်ဘူးဖြစ်နေရပါတော့ Kilian ရဲ့ Straight to Heaven ပြီးတော့လို့ရှိရင်နောက်ထပ် Kilian တစ်ခုကတော့ Black Phantom ပေါ့နော် Black Phantom ကကျွန်တော်အရင်ကြိုက်ခဲ့ရတဲ့ရေမွေးပဲအရင်တော့ဆိုလို့ရှိရင်တချို့ဆိုမြင်မှုလိမ့်မယ်ထင်တယ်ကျွန်တော်ဒီ Corfred ကြီးနဲ့အယိုးကောင်း high နဲ့ပေါ့နော်ဒီကောင်ကိုဗီဒီယိုလုပ်ပြီးတော့ကျွန်တော်ပြောခဲ့ပူသေးတယ်အဲ့တော့ဆိုလို့ရှိရင်လူတော်များအောင်စိတ်ဝင်စားသွားကြသေးတယ်ဒါပေမဲ့အဲ့နောက်ပိုင်းမှာကျွန်တော်တစ်ခါလေကြာရင်ဆွဖြစ်တယ်တစ်ခါလေကြာရင်မဆွဖြစ်ဘူးဒါအခုဆိုလို့ရှိရင်ဒီကောင်မဆွဖြစ်တာတော်တော်ကြာသွားပြီပေါ့နော်တစ်နှစ်ကျော်လောက်တော့ရှိပြီထင်တယ်ဒါပြန်ပြီးတော့ဆွရမယ်ကျွန်တော်အဓိကကတော့ဒီကောင်ရဲ့အနံ့ကတော့ chocolate coffee caramel နဲ့ ram နဲ့လောကနှုတ်တွေ
ဘယ်ချိန်ဆိုထပြီးတရင်တို့ထပြီးတော့ဒီကောင်မှာပါတဲ့နှုတ်ကိုကျွန်တော်အခုချိန်ကြီးအလွတ်ရတာပေါ့နော်အနက်အောင်လေကျွန်တော်ချက်ချင်းအလွတ်ရတဲ့အထိအောင် set memory ကကျွန်တော်မှာဒီကောင်လေးတော်တော်လေးဆွဆွမြဲရှိတယ်ဆိုတော့ဒီကောင်တော်တော်လေးချိုပြီးတော့ dark ဖြစ်တဲ့ gothic ဖြစ်တဲ့အနက်တစ်ခုလို့ပြောလို့ရတယ်အရန်မိုက်တယ်တော့အခုဆောင်းရသည်မှာဆိုလို့ရှိရင်တော့အခုလာမယ့်ဆောင်းရသည်မှာအေးတဲ့ခါကျလို့ရှိရင်တော့ကျွန်တော်ပြန်ပြီးတော့ဦးစားပေးပြီးထုတ်ဆုပ်ဖြစ်မဲ့ရေမွေးထဲမှာပါတယ်လို့ပြောလို့ရတယ်ပေါ့နော်Killian ရဲ့ Black Phantom အခုပြပြမဲ့တစ်ခုကတော့ဒါကျွန်တော်ဘာကြောင့်မလို့တိတ်ပြီးတော့မဆွတ်ဖြစ်လဲဆိုတော့ဒီကောင်ကဝယ်ရတာခက်လို့ကျွန်တော်နှမျောပြီးတော့မဆွတ်ဖြစ်တဲ့ဟာပေါ့နော်ကျွန်တော်အရင်ကြိုက်ရတဲ့ရေမွေးပဲဆိုတော့ Aaron Terrence Hugh ရဲ့ Daddy ကဒါပြီးခဲ့တဲ့2နှစ်ကကျွန်တော်ပြောခဲ့တဲ့ရေမွေးပေါ့နော်ဒီကောင်ကောင်းလိုက်တာဒီကောင်အဓိကတော့ vanilla နဲ့ apple နဲ့ oud နဲ့အရင်မိုက်တာပဲတုံကာနဲ့share ပဲ sweet ဖြစ်တယ် woody ဖြစ်တယ်အဲ့ဒါကိုမှအရင်ချိုတဲ့ဘက်ကိုလည်းမတော်ဘူးအရင် woody ဖြစ်တဲ့ဘက်လည်းမတော်ဘူးလုံးဝ balance ကိုညီညီလေးနဲ့ဒါကျွန်တော်ရဲ့ခံစားချက်အရာ personality အရဆိုလို့ရှိရင် Aaron Terrence Hugh ရဲ့အကောင်းဆုံး creation တစ်ခုဖြစ်တယ်လို့ Layton exclusive တို့ရဲ့ဘယ်လိုပြောမလဲ upgrade version လို့ပြောရင်လည်းမမှားဘူးပေါ့နော်အရင်မိုက်တယ်ဒါပေမဲ့ပြဿနာပါလဲဆိုတော့ဒီ 90ml ပလင်းနဲ့ပဲလာတယ်ပထမတစ်ချက်ကနောက်တစ်ချက်ကပါလဲဆိုတော့တစ်ခါလီမှပဲဝယ်လို့ရတယ်ဆိုတော့တော်တော်ကြီးကိုဝယ်ရခက်တယ်ပလင်းဖြစ်လို့ကျွန်တော်ကတော့ဒီကောင်တော်တော်လေး Twitter သုံးနေရတာပေါ့နော်အားကြောင့်မလို့ကျွန်တော်မဆွတ်ဖြစ်တာ Aaron Terrence Hugh ရဲ့ Daddy နောက်ထပ်ပြပြမယ့်ရေမွေးရတာ romantic ဖြစ်တဲ့အနက်တစ်ခုပေါ့နော်ဒီကောင်ကိုကျွန်တော် Long Ala Rose လိုမျိုးပဲအရင်တော့တော်တော်လေးကိုဆွတ်ဖြစ်ခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်းမှာကျွန်တော်မဆွတ်ဖြစ်ဘူးအလှည့်မရောက်ဘူးဖြစ်နေတာပေါ့နော်သူ့ကိုတော့မှကျွန်တော်ရန်သဘောကျလုံးလို့ပြီးခဲ့တဲ့ video တစ်ခေါက်တည်ဘူးတဲ့ဟာမှာဆိုလို့ရှိရင်ကျွန်တော်ရှာဝါဂျေပါဝယ်ထားကြအောင်ပြပြဘူးတယ်အဲ့ဒါတခြားမဟုတ်ဘူး Mimo Paris ရဲ့ French leather တော်တော်လေးကိုလှတဲ့ suede leather နဲ့တန်မယာနဲ့ပေါင်းထားတဲ့ဟာပေါ့နော်ဆိုတော့ fresh ဖြစ်တဲ့ rose အနက်နဲ့ပါတယ်တော်တော်ကြီးကိုမိုက်တယ်သူ့ရဲ့ composition အရန်စိတ်ချမ်းသာဖို့ရန်ကောင်းတယ်ပေါ့နော်ဒီကောင်အနက်ရှူလိုက်လို့ရှိရင်သူကလုံးဝစိတ်ကအေးချမ်းသွားပြီးတော့မှုေးနေရပဲလုံးဝအရန်မိုက်တယ်လှတော်တော်ကြီးကိုလှတယ်အနက်တစ်ခုပဲဝမ်းနေဖို့ကောင်းတာကတော့ကျွန်တော်ဒီကောင်ကိုတိတ်ပြီးတော့မဆွတ်ဖြစ်ဘူးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒီကောင်ကိုပြန်ပြီးတော့ကျွန်တော်များဆဆဆွဲရအောင်ပဲ romantic ဖြစ်တဲ့ rose အနက် romantic ဖြစ်တဲ့အနက်ဆိုလို့ဒါနောက်ထပ်တစ်ခုကတော့ဒါ LV ရဲ့ lovers ပေါ့နော်တော်တော်များသိလိမ့်မယ်ဒါကျွန်တော် LV ရေမွေးဆိုလို့ရှိရင်ကျွန်တော်တိတ်ပြီးတော့မပြောဘူးဘာကြောင့်လဲဆိုတော့ LV ရေမွေးတွေကျွန်တော် like overhype ဖြစ်တယ်လို့ကျွန်တော်ခံစားရတယ်ပြီးတော့ရှိ overprice ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်များသောအားဖြင့်ကျွန်တော် LV ရေမွေးတချို့တွေကတော်တော်များပါ impress သိပြီးတော့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ဒီကောင်ကတော့ကျွန်တော်ကြိုက်သွားတဲ့အထဲမှာပါတယ် LV ရဲ့ lovers ဒီကောင်ကျွန်တော် review တင်ပေးဘူးတယ်ပေါ့နော်ကျွန်တော်ပထမဆုံးဆွတ်လိုက်တော့ဆိုလို့ရှိရင်ဒီကောင်တော်တော်ကြီးကို impress မဖြစ်ဘူးကြိုက်လည်းမကြိုက်ဘူး what the fuck ဆိုပြီးတော့ဖြစ်တဲ့ဟာပေါ့နော်ဒါပေမဲ့သူ့ကိုစမ်းခဲ့တဲ့ဒီ tester paper လေးကကျွန်တော်နဲ့အတူတူယူလာပြီးတော့ညလောက်ရောက်တဲ့အချိန်မှာကျွန်တော်အိမ်မှာမှုေးနေပေါ့နော်ဘယ်ကမှုေးနေမှမသိဘူး jacket ကမှုေးနေတယ်ဒါပေမဲ့ဘယ်နာကမှုေးနေမှမသိဘူးဆိုပြီးတော့လိုက်ရှာရင်းနဲ့ဒီကောင်ကိုဖျန်းထားတဲ့ဟာကနေမှုေးနေဆိုတော့ဒီကောင်ရဲ့ magic ကတော့ dry down ပဲသူ့ရဲ့ dry down တော်တော်ကြီးကိုလှတယ် sandalwood အနံ့လို့ပြောလို့ရတယ် sandalwood ထဲမှာဆိုလို့ရှိရင်ဒီကောင် overbearing မဖြစ်ဘူးပေါ့နော်အရင်မှုန်ထွက်နေတဲ့ sandalwood မဟုတ်ဘူးသူ့မှာသွားတဲ့ sandalwood ကတော်တော်လေး clean ဖြစ်ပြီးတော့တော်တော်လေးကိုလှတယ်အနံ့တစ်ခုလို့ပြောလို့ရတယ်အဖွင့်ပဲပြဿနာဒီကောင်ရဲ့အဖွင့်တော်တော်လေးမုံကောင်းတယ်ဒါပေမဲ့ dry down ကတော့စောက်ရင်လှမဆွတ်ဖြစ်တာကတော့ဒီကောင်ကျွန်တော်ပလင်းကကုန်ကန်ဒီလေးဖြစ်နေရမို့လို့နှမျောပြီးတော့ထိုင်းနဲ့မဆွတ်ဖြစ်ဘူးဖြစ်နေရပါတော့ဒါပေမဲ့ပြန်တော့ဆွတ်အောင်ပါပလင်းကုန်အောင်ဆွတ်လိုက်ပြီးတော့နောက်တစ်လုံးဝယ်ဖို့စဉ်းစားရမှာပေါ့နော်ဆိုတော့ဒါကတော့ LV ရဲ့ lovers နောက်ထပ်ပြပြခြင်းတဲ့ရေမွေးနှစ်ခုကတော့ house တစ်ခုရဲ့ရေမွေးနှလုံးပေါ့နော်သူကတော့ fragrance du bois house ထဲက Sarah နဲ့ Unua Intense Sarah ဒါတစ်ချိန်တော့ဆိုလို့ရှိရင်ကျွန်တော်လုံးဝမဆွတ်ရမနေနိုင်အောင်ဖြစ်ခဲ့ရေမွေးရမှာပါပေါ့နော် Oud နဲ့ Rose နဲ့ Saffron နဲ့ဟိုမှာကောင်းလိုက်တာဒါလုံးဝဟိုကျွန်တော်ပုံမှန်ဆိုလို့ရှိရင်တော်ရုံတန်အောင်ဆိုလို့ရှိရင်အကောင်းဆုံးရေမွေးဆိုပြီးတော့ကျွန်တော်မပြောတတ်ပင်ပဲပေါ့နော်မပြောဘူးကျွန်တော်ပြောလို့မရှိဘူးဘာကြောင့်လဲဆိုတော့တယောက်အကြိုက်ကမတူတတ်တာများလို့ဒါပေမဲ့ဒီကောင်ကတော့ဒါကျွန်တော်အနေနဲ့မဖြစ်မနေပြောရမယ်ဆိုလို့ရှိရင်အကောင်းဆုံးရေမွေးအနံ့နေတယ်မှာပါတယ်နောက်ပြောလို့ရှိရင်သူ့ house ထဲမှာကျွန်တော်အရင်ကြိုက်တဲ့ဟာက Unua Intense ပေါ့နော်ဒီ plane လေးကြည့်ပါအောင်ချစ်စရာလေး 50ml လေးက Unua Intense ကတော့ဗာလဲဆိုတော့သူကကျွန်တော်အရင်ကြိုက်ရတဲ့ Tofu Wood ကိုတကောင်ပို့ပြီးတော့ thick ဖြစ်သွားအောင်ပို့ပြီးတော့ strong ဖြစ်သွားအောင်လုပ်ထားတာပေါ့နော်ပြောလို့ရှိရင်ဟိုဂျားဖြစ်ပြန်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီ Sarah ရဲ့ Siage ကအရင်လှတယ်ဒီကောင်ကိုဖျန်းပြီးတော့လို့ရှိရင်လမ်းလျှောက်ပြီးကြံခဲ့တဲ့အနံ့တော်တော်ကြီးကိုမိုက်တယ်ပေါ့နော် Unua Intense ကတော့ဒီကောင်တော့ Siage က strong မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ still ဒါကျွန်တော်ဆိုတာcreamy woody လုံးဝ wood ကြိုက်တဲ့သူတွေဆိုလို့ရှိရင်တော်တော်ကြီးကိုစိတ်ချမ်းသာမယ်နဲ့တခုပဲ wood ကိုလုံးဝ steroid လို့ပြောလို့ရတယ် wood parfum တော့မှဒီကောင်လောက် strong မဖြစ်ဘူးလို့ပြောနိုင်တယ်ပေါ့နော်ဆိုတော့အားကြောင့်ကျွန်တော်တို့ဒီကောင် wood ကိုအရင်ကြိုက်တယ်ဒီကောင်ကျွန်တော်အရင်ကြိုက်တာ smooth လည်းအရင်ဖြစ်တယ်ပိုပြီးတော့လည်း long lasting ဖြစ်တဲ့ wood version Unua Intense နောက်တစ်ခုပြပြမယ့်ဟာတော့ကျွန်တော်တကယ်ကြီးကိုစောင်းရသည်မရောက်သေးလို့ပေတီပြီးတော့မဆွတ်ဖြစ်တဲ့ရေမွေးပေါ့နော်စောင်းရသည်ရောက်လာပြီဆိုတော့ကျွန်တော်ပြန်ပြီးဆောင်းမှာဘာကြောင့်လဲဆိုတော့ဒီရေမွေးကကျွန်တော်ကိုတကယ်ကြီးကိုလို့သူများရေဟိုပြန်လှည့်ကြည့်ပြီးတော့ compliment ရတယ်ဆိုတဲ့ဟာမျိုးကျွန်တော်ကြုံခဲ့ဘူးတဲ့ရေမွေးဖြစ်တာမို့လို့ပေါ့နော်ကျွန်တော်လည်းအရင်ကြိုက်ရတာ Sweetie Oud ဆိုတော့ Roger ရဲ့ဒီ Sweetie Oud ကဒါလုံးဝ bakery တစ်ခုတည်းကိုရောက်သွားတယ်လို့အနံ့မျိုးတော်တော်လေးလဲ strong ဖြစ်တယ်ကြိုက်ဖို့လည်းနည်းနည်းတော့ခက်တဲ့ထဲမှာပါတယ် artistic ဖြစ်တဲ့အနံ့ကိုခံစားနိုင်မှာကြိုက်လိမ့်မယ်အနံ့လို့ပြောလို့ရတယ်ဒါပေမဲ့ personality ပေါ်လည်းမူတည်တာပေါ့နော်တချို့တွေကတော့လိုက်မှာမဟုတ်တချို့တွေကတော့လိုက်တယ်ကျွန်တော်နေ့ကတော့
လိုက်တဲ့ထဲမှာပါတယ်လို့ပြောလို့ရတယ်ကျွန်တော်ဆွတ်လိုက်တိုင်းလည်းဟိုအပြင်သွားလို့ရှိရင် head turning reaction ကျွန်တော်အမြဲတမ်းရတယ် compliment လည်းကျွန်တော်ရတယ်ချို့ဆိုလို့ရှိရင်ကျွန်တော်ကို brother ရေမွေးအနှမ်းကြောင့်မှုလို့လိုက်ရှာရင်းနဲ့ brother ကိုတွေ့ရအဲ့လိုမျိုးပဲကျွန်တော် compliment တွေပဲပေးဖို့တယ်ပေါ့နော်ဆိုတော့တော်တော်လေးမွေးတဲ့ထဲမှာပါတယ်တော်တော်လေးလည်း strong ဖြစ်တယ်ဒါပေမဲ့ဆောင်းရသည် only အဆင်ပြေတာမို့လို့ကျွန်တော်မဆွတ်ဖြစ်သေးတာ Roger ရဲ့ studio Roger တွေကပဲနောက်ထပ်ကျွန်တော်မဆွတ်ဖြစ်ဘူးဖြစ်နေတဲ့စိတ်မကောင်းဖြစ်ရတဲ့ရေမွေးရတော့ဒါ Roger ရဲ့ Amber Oud ပေါ့နော်ဒါကျွန်တော်ရဲ့ signature scent တစ်ချိန်တော့ဆိုလို့ရှိရင်တော်တော်ကြီးကိုကြိုက်လို့ကျွန်တော်အများနဲ့ဆွတ်ဖြစ်ခဲ့တဲ့ရေမွေးပေါ့နော်ဒါပေမဲ့ထုံးစံတိုင်းပဲရေမွေး collection ကလည်းဆက်သွားရတယ်ပြီးတော့လို့ရှိရင်ဒီအလုပ်ဒီ carrier ကျွန်တော်ရဲ့ဒီဝါသနာကလည်းတခြားအနှံ့အသစ်တွေကိုဆန်းရတာ ਨੇ ဒီကောင်မဆွတ်ဖြစ်ဖြစ်နေတာတော်တော်လေးကြာသွားပြီဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးကြာတာဖြစ်တဲ့တော်တော်ဘာတစ်မျိုးတော့ကောင်းလဲဆိုတော့နည်းနည်းလေးတော့ပိုပြီး mature ဖြစ်လာတယ်ပေါ့နော်ဒီအနှံ့ကဆိုတော့ဒီကောင် Amber Oud ကတော့ဒါ fig နဲ့ rose နဲ့ oud နဲ့ saffron နဲ့ပေါင်းထားတာ ambergris ပါတယ် fresh ဖြစ်တယ် fruity ဖြစ်တယ်အဲ့ဒါမှ rose oud version ကိုမှတခြားဘယ်ဟာနဲ့မှမတူဘူးဖြစ်နေတာပေါ့နော်လုံးဝ Amber Oud က luxury ဆန်ပြီးတော့အထာတစ်ခုရှိတယ်အနှံ့တစ်ခုပဲပြဿနာတော့ဒီကောင်ဆွတ်မယ်ဆိုလို့ရှိရင်ကျွန်တော်အခုလိုအင်ကြီးအဖြူမှာဆိုလို့ရှိရင်တော့စောနိုင်တယ်ပေါ့နော်ဆိုတော့ဒီကောင်ဆွတ်တယ်ဆိုလို့ရှိရင်တော်တော်လေးသတိထားရတယ်ကျွန်တော်ရမ်းကြရတဲ့ရေမွေးတစ်ခုပဲ Roger Amber Oud မဆွတ်ဖြစ်တာကြာပြီနောက်ဆုံးပြမယ့်ရေမွေးရတာတကယ်တမ်းပြောလို့ရှိရင်ကျွန်တော်ရဲ့အမြင်ရ personally ကျွန်တော်အမြင်ရဆိုလို့ရှိရင်အကောင်းဆုံး vanilla အနှံ့တစ်ခုပဲဆိုတော့ baby cat တို့ Arnie တို့ဘာလို့ထက်လဲအများကြီးကောင်းတယ်လို့ကျွန်တော်မြင်တယ်တခြား vanilla ကောင်းပါတယ်ဆိုရင် high ထက်လည်းအများကြီးကောင်းတယ်လို့ကျွန်တော်မြင်တယ် balance လည်းညီတယ်ပြီးတော့ရှင် romantic လည်းတော်တော်လေးဖြစ်ပြီးတော့ကျွန်တော်ရင်တော့ဆိုလို့ရှိရင်တော်တော်လေးကြိုက်လို့ဒီကောင်ကမှ plain အသစ် version ရော plain ဟောင်း version တွေရောကျွန်တော်စုထားခဲ့တဲ့ဟာပေါ့နော်တော့ Guerlain ရဲ့ Cure Blue ကတော့ဒါ suede leather နဲ့ vanilla နဲ့ပေါင်းထားတဲ့ combo ပေါ့နော်တော်တော်ကြီး smooth ဖြစ်ပြီးတော့တိမ်မွေ့တယ်ညံ့ညောတယ် luxury ဆန်တယ် nutrient တယ် romantic ဖြစ်တယ်ပေါ့နော်တော်တော်ကြီးလှတယ်အနမ်းတစ်ခုပဲလုံးဝကိုလိုက vanilla ကြိုက်တဲ့လူဆိုရှင်ဒီကောင်ကိုမဖြစ်မနေ try ကြည့်တဲ့အထဲမှာပါတယ်ပေါ့နော်လုံးဝ cozy ဖြစ်ပြီးတော့ကောင်မလေးနဲ့ day night မှာဆွတ်တဲ့ဟာမျိုးလိုချင်တယ်ဆိုရှင်ကောင်းလိုချင်တယ်ဆိုလို့ရှင်ဒီကောင် try ကြည့်တဲ့နောက်ပြီးတော့ one night ကိုကောင်းလာပြအောင်ပဲဘာလဲဆိုတော့ဒီပလင်း200 ml ဒီ size ကြီးအပြည့်ကြီးအဲ့ဒီ KH ကပျောက်သွားတဲ့ပုံထဲမှာပါသွားတာပဲဆိုတော့တော်လေးစိတ်ညစ်ဖို့ကောင်းတဲ့ထဲမှာပါတယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်စိတ်ညစ်ပြီးတော့မဆွတ်ဖြစ်နေတာပေါ့လေဆိုတော့ဒါကတော့ Guerlain ရဲ့ Cure Blue ဆိုတော့ဒါကတော့ကျွန်တော်ရဲ့အရန်ကြိုက်ပေမဲ့မဆွတ်ဖြစ်ဘူးဖြစ်နေတဲ့ရေမွေး list ဖြစ်တယ်ပေါ့နော်နောက်ထပ်ဘယ်လိုမျိုးဗီဒီယိုကြည့်နေလဲဆိုတော့လည်းကျွန်တော်ကို comment မှာပြပြပေးတော့ပါအောင် see you next time peace